ဒါပေမဲ့အားလုံးထက်အရေးကြီးဆုံးကတော့သူတို့သားလောင်းတော်တယောက်ပျောက်ချင်းမလားပျောက်နေတာပါပဲသူတို့တွေတော့ကိုလိုက်ရှာရင်းနဲ့မင်းညကရဲကားတစ်စီးကိုခိုးစီးခဲ့တာတွေစတူတယောက် strip dance တယောက်နဲ့လက်ထပ်ခဲ့တာတွေကိုတဆဆချင်းပြန်တိလာရတဲ့ပိုပြီးထိတ်လန့်စရာကောင်းတာကနာမည်ကျော်လက်ဝှေ့သမားမိုက်ထိုင်ဆန်ရဲ့ကြားကိုသူတို့ခိုးလာခဲ့တာပါပဲဒီကြားထဲမှာတရုတ်လူမိုက်ကိုင်းခေါင်းဆောင်မချောက်ကသူတို့စီကဒေါ်လာ8000ပြန်လိုချင်လို့တောက်ကကိုပြန်ပေးဆွဲထားတယ်ဆိုပြီးချိန်ချောက်လာပါတယ်ပတ်စံမရှိတဲ့သူတို့တငယ်ချင်းတစုဟာအောင်းရဲ့ကက်ကစားတဲ့ပါရမီကိုတုံးပြီးကာစီနိုမှာပတ်စံရှာခဲ့ကြပါတယ်ဒါပေမဲ့မချောက်ပြန်လုတ်ပေးလိုက်တဲ့တောက်ကသူတို့တငယ်ချင်းတော့မဟုတ်ပဲမူရစ်စေးရောက်တဲ့တာဘတူဖြစ်နေပြန်ပါတယ်မင်္ဂလာဆောင်ဖို့အချိန်ကကတ်နေပြီဖြစ်လို့အားလုံးစိတ်ပြတ်နေချိန်မှာစတူကမှတ်ညံတစ်ခုရသွားပါတယ်တောင်ရဲမွေးရကဟိုတယ်ပြင်ကရုပ်ထုပေါ်မှာတင်နေတာကိုသတိရပြီးဒေါက်ဟာဟိုတယ်ခေါင်းမိုးပေါ်မှာပိတ်မိနေမှန်းသိလိုက်ရပါတယ်သူတို့တွေတော့ကိုသွားခဲ့ပြီးမင်္ဂလာဆောင်အမီကားကိုအမြန်မောင်းပြီးပြန်လာခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဒေါက်နဲ့ထရက်စီတို့မင်္ဂလာဆောင်နိုင်ခဲ့တယ်လို့စတူကလည်းသူ့ကိုအမြဲချုပ်ချယ်တတ်တဲ့ရီစာဟောင်းမလဆာကိုပြက်ပြက်တတလမ်းခွဲလိုက်ပါတယ်စက်သိမ်းမှာတော့အောင်းတွေ့လာတဲ့ကင်မရာတွေကတပ်ပုံတွေကိုကြည့်ရင်သူတို့ရဲ့ယူသွတ်ခဲ့တဲ့ညကိုပြန်လည်မြင်အောင်ရင်းဇလန်းလေးကပြီးဆုံးသွားပါတယ်